အစားလျှော့စားတိုင်းဝေးကြမယ်လို့ထင်နေတော့မယ်လားတကယ်တမ်းကအဲ့ဒီချက်ကမှားနေတာပါစားနေကြအတိုင်းကိုပုံမှန်လေးစားလို့ရတယ်အဓိကစီကြောစာတွေကိုရှောင်ပေးရမှာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုဆိုရင်တော့တကြားများတဲ့အစားအစာတွေကိုရှောင်ပေးရမှာဖြစ်ပါတယ်စီကြောစာရဲ့တကြားများတဲ့အစားအစာရဲ့ဒီနှမျိုးလေးကိုပဲရှောင်ပေးလိုက်မယ်ဆိုလို့ရှိရင်ဝိတ်ကတိတိတကာနဲ့ကိုကျပါတယ်လုံးဝဝိတ်မကျသွားဘူးဆိုရင်တော့မှဝိတ်ထိန်တဲ့အနေအထားမှာရောက်ပါတယ်ရှင်ပင်ပန်းခံပြီးတော့မှအစားတောက်တွေကိုမစားဘဲနဲ့ရှောင်နေရတဲ့ဒီအစားနှမျိုးလေးကိုဒါတေချာလေးရှောင်လိုက်မယ်ဆိုရင်တေချာပေါက်ကိုအစီလေးကျသွားပါတေချာပါတယ်တကယ်လို့ကို့အနေနဲ့အစားတောက်လည်းမရှောင်နိုင်ဘူးမမြန်ဆန်ဆန်လေးကြကျင်ပါတယ်ဆိုရင်မင်းထက်စီမှာတဘာဝ baby စီယိုလေးရှိပါတယ်သူကဂျင်းရယ်ပြားရယ်တမြာသီးရယ်တကြပိုးကောက်ရယ်နဲ့ပြုတ်လုထားပြီးတော့မှဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးပြီးတော့တဘာဝအတိုင်းအစီပိုတွေကိုလောင်ကျွမ်းစေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျန်းမာရေးကိုလည်းမထိခိုက်ဘဲနဲ့အလွယ်တကူနဲ့အစီပိုတွေကိုလောင်ကျွမ်းနိုင်ပါတယ်ရှင်ကို့အနေနဲ့မင်းနှစ်ထက်ကြီးဖြစ်နေတဲ့လက်မောင်းတွေတုပ်လို့စိတ်ညစ်နေတယ်အစားတွေလည်းမလျှော့ကျင်ဘူးလေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူးဆိုရင်တော့မြေထက်စီမှာ baby စီလေးမှာယူအပ်ပေးလို့ရပါတယ်ရှင်။ဘိုင်ဘာမှာအသေးစိတ်စုံစမ်းမြင်မြန်နိုင်ပါတယ်။ beauty ပေါက်ကမြေထက်ပါ